ဒီနေ့ Flavor Traveler ကနေမျှဝေပေးမယ့်ဟင်းလျာကတော့နှစ်တစ်ကူးနဲ့ပွဲတော်ရက်တွေမှာအင်တိုင်းလိုချက်လေးရှိတဲ့ကြက်ဥအသားလေးဟင်းပွဲလေးဖြစ်ပါတယ်ရှင်။အသားကိုတက်နိုင်သမျှညံ့နေအောင်လုပ်ခြင်းလေးပါ။အရသာအတွက်စားနဲ့အယုတ်ကောင်းမှုအနေနဲ့ထည့်ပါ။ရောင်းကုန်မှုအကြီးဖြော်ထားတာလည်းအနေနဲ့ထည့်ပေးပြီးအသားကိုစီးပိုင်လာတဲ့အထိသမအောင်ဝင်ပေးပါ။ကြက်ဥသုံးလုံးကိုရောင်းကုန်မှုကြီးဖြော်နဲ့စားအနေနဲ့ထည့်ပြီးသမအောင်ဝင်ပေးထားပါ။တဲ့ဦးပြပြလေးတွေကိုစီအနေနဲ့တုပ်ပေးပြီးကြက်ဥအချက်ပြလေးတွေကြော်ပေးထားပါ။ Flavor Traveler ကိုဘဝမလို့ဝတည်ရင်လုပ်ထားပြီးအတူတူရတာရှိတဲ့ထမင်းဝိုင်းလေးတွေဖန်တီးကြမယ်နော်။ကြက်ဥကြော်တွေကိုဖြန့်ပြီးရောင်းကုန်မှုကြီးအနေနဲ့တုပ်ပေးပါ။ပြီးရင်နှုတ်ဆင်းထားတဲ့အသားတွေကိုအပေါ်ကနေညာညာလေးဖြန့်ဖြီးပြီးလိပ်ပေးပါ။လိပ်တဲ့အခါကြက်လေးဖြစ်အောင်တိတ်ချလိပ်ပေးပြီးလုပ်ပါတယ်။အလိပ်ရဲ့အစွန်းပိုင်းနေရာကိုမကွာကျစေဖို့ရောင်းကုန်မှုကြီးလေးတုပ်ပြီးကပ်ပေးပါ။ပြီးရင်တော့ပေါင်းအိုးတဲ့ထက်ထုံးအုပ်ပြီးအသားတွေကြက်အောင်ပေါင်းပေးရပါမယ်။အေးခံပြီးတဲ့နောက်အချက်ပါးပါးလေးဖြစ်အောင်လှီးပေးလိုက်ရင်အရသာရှိတဲ့ကြက်ဥအသားလေးအဆင်သင့်ဖြစ်ပါပြီ။ဒီလိုလှုပ်ထားတဲ့ကြက်ဥအသားလေးကလူညံ့ဆက်ပြီးရသာရှိတာကြောင့်လူကြီးလူငယ်မရွေးအားလုံးကြိုက်နှစ်သက်မှသိကြပါတယ်။အာဟာရလည်းရှိပါတယ်။လှုပ်စားကြည့်ကြနော်။